စားတောင်းများနဲ့တိုးအုပ်တုံးကတွင်းသမျှအရာအကုန်လုံးကိုစားတောင်းနေခဲ့ပါတယ်သူတို့ကမျက်ပင်တွေမကပဲမြေချောင်းထဲကရေတွေနဲ့အဲ့ဒီအပြင်လူတွေရဲ့တဲအိမ်တွေကိုပါစားတောင်းခဲ့ကြပါတယ်လမ်းမှာတွင်းသမျှအရာအလုံးကိုလည်းစားတောက်ပြီးဖျက်ဆီးခဲ့ကြပါတယ်ဒီလိုနဲ့သူတို့ကဝင်းပလွေအိုကြီးရဲ့နယ်မြေထဲကိုဝင်ရောက်လာခဲ့ကြပါတယ်အဲ့ဒီတိုးအုပ်ဟာဝင်းပလွေအိုကြီးရဲ့နယ်မြေထဲကိုကျူးကျော်ဝင်ရောက်လာပြီးဖြစ်ကြောင်းကိုနွားတစ်ကောင်ကတွားရောက်ပြောပြခဲ့ပါတယ်အဲ့ဒီအခါမှာပဲဝင်းပလွေကြီးကတိုးအုပ်ကိုတားဖို့အတွက်မြင်းစီပြီးထွက်လာခဲ့ပါတယ်သူကခလန်လမ်းမှာမြင်နေရတဲ့တိုးအုပ်ကိုတားဆီးလိုက်ပေမဲ့တိုးအုပ်ကသူ့ရဲ့စကားကိုနားမထောင်ပဲဝင်းပလွေကြီးရဲ့ဘောင်းမိနဲ့အတူမြင်းရဲ့အမွှေးတွေအကုန်လုံးကိုပါစားပစ်ခဲ့ပါတယ်နောက်တစ်ချိန်မှာတော့ဝင်းပလွေအိုကြီးကတနက်ကိုတုံးပြီးတိုးတွေကိုချောင်းလန့်ဖို့ကြိုးစားခဲ့တယ်လို့တနက်ပစ်စွမ်းရည်ကိုလည်းပြသခဲ့ပါတယ်သူတနက်တစ်ချက်ပစ်လိုက်တိုင်းငှက်တကောင်ကိုထိကြောင်းလဲကြောင်းကနေခဲ့ပါတယ်တိုးအုပ်ကအရန်ဆိုးနေတာကြောင့်ဝင်းပလွေကြီးကိုအားလုံးကတိုးအုပ်ကိုဝိုင်းထားပေးဖို့အတွက်ပြောခဲ့ကြပါတယ်ဝင်းပလွေအိုကြီးကလည်းမတက်တာတဲ့အဆုံးမှာနွားအုပ်ကြီးကိုဦးဆောင်ပြီးတိုးအုပ်ကိုအပြင်းထန်တိုက်ခိုက်ဖို့အတွက်စိန်ခေါ်ခဲ့ပါတယ်သူတို့တွေဟာစစ်တီတော်အမြောက်များကိုစူးစီးပြီးတော့တိုးအုပ်ကိုတားဖို့ကြိုးစားခဲ့ကြပါတယ်စစ်ကျင်ညာပြီးတဲ့နောက်မှာတော့သူတို့ကတိုးအုပ်ကိုတိုက်ခိုက်ဖို့အတွက်ပြေးဆင်းသွားခဲ့ကြပါတယ်ဒါပေမဲ့နှစ်ဖက်လုံးထိတ်တိုက်တွဲဆုံတဲ့အချိန်မှာတော့ဝင်းပလွေအိုကြီးနဲ့နွားတွေရဲ့အမွှေးတွေအားလုံးဟာစက္ကန့်ပိုင်းအတွင်းမှာပဲတိုးတွေရဲ့လက်ချက်နဲ့ပြောင်တလင်းကသွားခဲ့ရပါတော့တယ်ပြတတ်ပါပြီ